Piyo Vivasantu Tokorogo Vinatatu Mahadevavan Dondaraya Tukhitika Yugo Bhava Tavidiyo Longzong Beu Bayoga Andaya Udamya Bandoti Vivasantu Shanglue Pyokpye Java Sigong Tokosa Tokadia Dilagao Rogosa Kana Yoga Dilagao Vinatatu Pyokpye Basi Andaraya Andare Bandoti Mabhavantu Majame Java Sigong Le Duki Duki Da Kosai Napya Jama Chanda Wanda Jakondi Piwe Diga Yuga Taya Dango Jolan Nanja Kondi Bawadu Bawandu Kozi Go Ngap Chidong Munai Java Sigong Tati Dhamma Bengo Metta Adita Metta Pranamya Pyulo Dhamma Wema Bi Mimiro Yeshi Tainai Maria Boko Myata Swa Pimpyang Thai Loတရားတော်ကိုယုသိစွာနာယူနိုင်ကြပါပြီပရိသတ်ရေဟောနာကြည်ညိုကြမဲ့တရားတော်လေးရဲ့အမိကဖာတဲ့လေဘာတရားလဲနိဗ္ဗာန်ရခြင်းရဲ့အစကဒါနပါပဲတရားနိဗ္ဗာန်ရခြင်းရဲ့အစကဒါနပါပဲလို့အမိပေးထားတဲ့တရားတော်ဘုရားရှင်ကိုရောမြတ်ကဥဆောင်မဂမိအခတေခိသထမာနိဝတ္တထာအထနာသောရယမထာနနိဗ္ဗာနံအဘိဟာရယေဘွန်တော်ချမ်းသာမဘုဒ္ဓမိကိုဘုံမြတ်ဆိုစုတောင်းဩတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အခတေအခဓမ္မမြတ်ထမြတ်ကိုတတ်ထင်ရှားဟောညွှန်ကြားပိဋကသောမဂ္ဂမိဗုဒ္ဓတာဝကတက္ခလန်းချီအမြတ်ထိတ်တိမဂ္ဂင်လံခရီး၌ဥဆောင်မကွဲမကောက်ပြောင်ပြောင်ကြီးသာလျင်ကိစ္စထစိတ်ချလက်ချသွားကြပါကုန်လောမာနိဝတ္တထသာယိသမီး၏စီဝါ၏နေကွယ်လေးပင်ချိန်မလင့်ပါကုန်လင်အထနာကိုဘဝကိုကန္တာကိုတန်တရားကိုစိတ်နာနေတဲ့မိမိသည်အထာနံလောဘဆွဲဖို့ဒေါသဆွဲဖို့မောဟဆွဲဖို့အစွဲပေါ်နေတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုသောရဏအပြောမဖွာသဘောပါလျက်သောရဏလိုက်ကြကုန်လောသောရင်တဝသန္တရာမျိုးရမယ်အရေးကိုဖန်ခါကသုဒ္ဓမနှင့်တွေ့ပြီးတော့မအေးဒုက္ခဒုက္ခချီးနိသောရဏလိုက်ကြကုန်သည်ဖြစ်၍နိဗ္ဗာနံဘေးဗယံအထထတွေ့နဲ့အစွဲအခန္ဓာပြကြ၍အေးချမ်းမြတ်လာတဲ့နိဗ္ဗာန်ရစီသို့အဘိဟာရယေကံဇာတာစံတိုက်ကြပြီမို့ဩမြတ်မကြလှမ်းလိုက်ကြပါကုန်စို့တကားတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့နိဗ္ဗာန်မဖို့ကိုမလိုချင်ပေဘူးလားမလိုချင်ဘူးလားလိုချင်ပါတယ်နဲ့တကယ်လည်းခေါ်လဲခေါ်ရောအိမ်ကအဖိုးကြီးကိုစိတ်မချဘူးမလိုက်ပါရစေနဲ့ဟုတ်လားတကယ်ခေါ်မယ်နိဗ္ဗာန်မဖို့ကိုလာခေါ်ပြီဆိုရင်အိမ်ကအဖိုးကြီးစိတ်မချဘူးအိမ်ကအဖွားကြီးစိတ်မချဘူးတရားနာပရိသတ်ရေသားတွေသမီးတွေစိတ်မချဘူးနဲ့မလေးတကယ်လမ်းလာခေါ်ရင်သူတို့လိုက်ရောလိုက်မှကြာလာပဲအဘွားကိုတော်ကမေးနေလို့သာရခြင်းပါတယ်ဖေဟာဟုတ်လားပရိသတ်ရေဟုတ်ပြီရင်လိုက်တာဟုတ်တယ်ဗောဗျာမဟုတ်ဘူးဗောဟုတ်လားဟုတ်ပါရဲ့ဖေဟာမလေးပဏိမောကနေကြုံပြကြပါဦးမယ်ကဲဘုရားရှင်ကိုတော်မြတ်ကြီးကနိဗ္ဗာန်မဖို့ကိုလိုချင်လို့ရှိရင်ဘုရားရှင်ကိုတော်မြတ်ကြီးဟောတဲ့အတိုင်းကျင့်မှာဘုရားရှင်ကိုတော်မြတ်ကြီးပေးတဲ့နေ့အတိုင်းကျင့်မှာဘုရားရှင်ကိုတော်မြတ်ကြီးဟောတဲ့နာအတိုင်းလိုက်နာကျင့်သုံးပါတဲ့ဘုရားရှင်ကိုတော်မြတ်ကနိဗ္ဗာန်မဖို့ကိုရခြင်းလို့ရှိရင်ဘုရားရှင်ကိုတော်မြတ်ကြီးဟောတဲ့နေ့အတိုင်းလိုက်နာကျင့်သုံးပါဘသူဟောတဲ့နေ့အတိုင်းလေဘုရားရှင်ကိုတော်မြတ်ကြီးဟောတဲ့နေ့အတိုင်းနိဗ္ဗာန်မဖို့ကိုရခြင်းလို့ရှိရင်လိုက်နာကျင့်သုံးပါဘုရားပေးတဲ့နေ့အတိုင်းလိုက်နာကျင့်သုံးမယ်ဘုရားရှင်ကိုတော်မြတ်ကြီးဟောတဲ့တရားဓမ္မတွေနဲ့လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်နိဗ္ဗာန်မဖို့ကိုရနိုင်ပါတယ်ဘယ်ကိုရနိုင်လဲနိဗ္ဗာန်မဖို့ကိုရနိုင်တယ်တဲ့ဒါဖြင့်နိဗ္ဗာန်မဖို့ရဖို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကဘယ်လိုဟောတယ်လဲဆိုရင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းကိုခုနရွတ်လိုက်တဲ့ကာလလေးတည်းမှာအ
အခါတေအခါဓမ္မမြတ်ထာမြတ်ကိုတတ်ထင်ရှားဟောညွှန်ကြားပေးထားသောအခါတေအခါဓမ္မပြိတ္တိဘာဓမ္မလဲအခါဓမ္မလေအခါဆိုတာကအမြတ်ဆုံးဓမ္မဆိုတာကတရားအခါဆိုတာကဘာလဲဓမ္မဆိုတာကတရားအဲ့ဒါကိုအကုန်ပြောမယ်ဆိုရင်အမြတ်ဆုံးတရားဘာတရားလဲတဏှိအားဖြင့်ပြောမယ်ဆိုရင်အကောင်းဆုံးတရားဘာတရားလဲအမြတ်ဆုံးတရားအကောင်းဆုံးတရားတဲ့ဒါဖြင့်အိန္ဒိယနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကမေးစရာရှိတယ်ဘာတွေမြတ်လို့ဘာတွေကောင်းတာလဲလို့မေးစရာမရှိပေဘူးလားမေးစရာရှိတယ်ဆိုလို့ရှိရင်တဲ့ပရိသတ်ကြီးဘုရားရှင်ကိုယ်တော်မြတ်ကအာဒီကလျာဏပရိသတ်ကြီးဘာကလျာဏလဲလေအာဒီကလျာဏအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်ဘာကောင်းခြင်းနဲ့ပြည့်စုံရမယ်လဲအာဒီကလျာဏအစာကောင်းခြင်းလို့ဒီလိုပြောတယ်နော်ပရိသတ်ကြီးဒါဖြင့်ပြည့်စုံကိုပြောမယ်ဆိုရင်အာဒီကလျာဏအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်တဲ့နောက်တစ်ခုကမစ္ဆာကလျာဏတဲ့ပြိတ္တိဘာကလျာဏလဲမစ္ဆာကလျာဏအလရဲ့ကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်ဘာကောင်းခြင်းနဲ့ပြည့်စုံရမယ်လဲအလရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်နောက်တစ်ခုကပရိယောသနာကလျာဏတဲ့ဘာလဲပရိယောသနာကလျာဏတဲ့ပြိတ္တိဘာကလျာဏလဲပရိယောသနာကလျာဏအဆုံးရကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်။ဘာကောင်းခြင်းနဲ့ပြည့်စုံရမယ်လဲ။အေးဘုရားရှင်ကိုယ်တော်မြတ်ကဘာတွေမြတ်လို့ဘာတွေကောင်းတာလဲဆိုရင်အစာကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်။အလယ်ရကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်။အဆုံးရကောင်းခြင်းနဲ့လည်းပြည့်စုံရမယ်လို့ဘုရားရှင်ကိုယ်တော်မြတ်ကဒီလိုဟောတော်မူခဲ့တယ်။ဒါဖြစ်ရင်တခါထားပြီးတော့မေးအောင်မယ်။အစာရကောင်းခြင်းနဲ့ပြည့်စုံတာကဘာလဲဗျာလို့မေးစရာမရှိပေဘူးလား။အေးအစရကောင်းခြင်းကဘာလဲဆိုရင်အလုံးစုံတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေမှတ်လိုက်စမ်းပါဘုရားမှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာမှာဗုဒ္ဓဘာသာလို့ပုဂ္ဂိုလ်ကိုအမိခံထားတဲ့ပုဂ္ဂိုလ်တိုင်းဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့သာသနာတော်မှာအစာဆုံးစတင်ကြင်ကြံရမယ်တရားတော်ကတော့ဒါနနဲ့သီလတရားဘာတရားနဲ့ဘာတရားလဲအာရိကလျာဏအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားကဒါနနဲ့သီလတရားဘာနဲ့ဘာတရားလဲဒါနနဲ့သီလတရားဒါကြောင့်ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာသနာတော်မှာအာရိကလျာဏတံပတ္တိဓမ္မောအာရိကလျာဏတံပတ္တိဓမ္မောအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားကဒါနနဲ့သီလပါပဲလို့ထရဗံကောင်းစွာမသွေမှတ်ပါပေတော်သည်တကားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်မှာစတင်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်တရားကဒါနနဲ့သီလတရားတဲ့ပြိတ္တိဘာနဲ့ဘာတရားလဲဒါနနဲ့သီလတရားတဲ့ဒါနနဲ့သီလတရားတဲ့ပြိတ္တိဒါနစွာရှိသလောက်ပြုလုပ်လူတန်းလိုက်စမ်းမှာယခုအလူတရားကကြီးဥညာမြအလူတရားကမကြီးတော်ကမင်းမိသားတစုတို့သည်ဘာတွေလုပ်နေကြတာလဲဆိုရင်ဒါနကောင်းမှုတွေပြုလုပ်နေကြတာဘာကောင်းမှုတွေပြုလုပ်နေတာလဲဒါနကောင်းမှုတွေပြုလုပ်နေကြတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ရိတ်ခါတို့တွေထုတ်နေကြတာဘာတို့တွေထုတ်နေတာလဲရိတ်ခါတို့တွေထုတ်နေကြတာဒါနကောင်းမှုတွေပြုလုပ်နေကြတာတဲ့ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကသာသနာတော်မှာစတင်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်တရားကဒါနနဲ့သီလတရားတဲ့ဒါနစွာရှိသလောက်လိုပါဓမ္မသီလစွာရှိသလောက်စောင့်တည်လိုက်စမ်းမှာဒါနနဲ့လည်းပြည့်စုံသွားပြီသီလလည်းပဲပြည့်စုံသွားပြီကိုယ့်ရဲ့သာနာမှာမိမိရဲ့သာနာမှာဒါနအားတွေလည်းကောင်းလာပြီသီလအားတွေလည်းကောင်းလာပြီဆိုလို့ရှိရင်ဒီလူကပြိတ္တရေမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့သာသနာတော်မှာအာရိကလျာဏတံပတ္တိအစာကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားနဲ့ပြည့်စုံသွားပြီ။ဘာတရားနဲ့ပြည့်စုံသွားပြီလဲ။အစာကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားပြည့်စုံသွားပြီ။ဘာနဲ့ပြည့်စုံသွားပြီလဲ။တနည်းအားဖြင့်ပြောမယ်ဆိုရင်အစာကောင်းခြင်းနဲ့ပြည့်စုံသွားပြီပေါ့ဗျာ။ဘာကောင်းခြင်းနဲ့ပြည့်စုံသွားပြီလဲ။အစာကောင်းခြင်းနဲ့ပြည့်စုံရမယ်တရားကဘာတရားတွေလဲပြိတ္တရေဒါနနဲ့သီလတရားတဲ့ဒါနနဲ့သီလတရားရှိလို့ရှိရင်သာသနာတော်မှာအစာကောင်းခြင်းနဲ့ပြည့်စုံပြီလို့မှတ်မယ်နောက်တစ်ခုကပြိတ္တရေမေဇာကလျာဏတံပတ္တိမေတ္တာကလျာဏအဆုံးရကောင်းခြင်းနဲ့မေဇာကလျာဏအလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားတဲ့ပြိတ္တရေဘာနဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားလဲမေဇာကလျာဏအလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်တဲ့ပြိတ္တရေအလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံရမယ်အလယ်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားကဘာလဲဆိုရင်မှတ်လိုက်စမ်းပါသမာဓိနဲ့ဝိပဿနာတရားဘာနဲ့ဘာတရားလဲ
ပရိသတ်ဤဘာနဲ့ဘာလဲတမာတိနဲ့ဝိပဿနာတဲ့ပရိသတ်ဤတမာတိတဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ပြုပါတဲ့တမာတိစိတ်တည်ငြိမ်မှုဆိုတဲ့တမာတိတွေဖြစ်အောင်ပွားများပါဝိပဿနာပေါ်လာတိုင်းဖြစ်လာတိုင်းပြက်လာတိုင်းတတိလေးတွေကပ်ပြီးတော့ရှုမှတ်ပါတမာတိနဲ့ဝိပဿနာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်ကိုရင်လေးရဲ့တရားနာပရိသတ်ကြီးအလေရဲ့ကောင်းခြင်းနဲ့ပြည့်စုံသွားပြီလို့မှတ်မယ်။ဘာရဲ့ကောင်းခြင်းနဲ့ပြည့်စုံသွားပြီတဲ့လဲအလေရဲ့ကောင်းခြင်းနဲ့ပြည့်စုံသွားပြီတဲ့ပရိသတ်ကြီးနောက်တစ်ခုကပရိယောသာနာကလယာနာအဆုံးရကောင်းခြင်းနဲ့ပြည့်စုံရမယ်။ဘာကောင်းခြင်းနဲ့ပြည့်စုံရမယ်လဲအဆုံးရကောင်းခြင်းနဲ့ပြည့်စုံရမယ်အဆုံးရကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားကဘာတရားလဲဆိုရင်မတ်ဖို့နိဗ္ဗာန်တရားတဲ့ဘာတရားတဲ့လဲမတ်ဖို့နိဗ္ဗာန်တရားတဲ့မတ်ဖို့နိဗ္ဗာန်ဆိုတာကပြိတ္တရဲ့အဆုံးရကောင်းခြင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့တရားကလွယ်ပါတယ်ဘာဖြစ်လို့လွယ်တာလဲဆိုရင်အဓိကကပြိတ္တရဲ့အစာကောင်းခြင်းနဲ့အလယ်ကောင်းမှုကအရေးကြီးတယ်ဘာကောင်းမနဲ့ဘာကောင်းမှုကလဲအစားနဲ့အလယ်ကောင်းမှုကအရေးကြီးတယ်တဲ့ဘာဖြစ်လို့အရေးကြီးတာလဲဆိုလို့ရှိရင်ပြိတ္တရဲ့ဒါနတရားကဒါနနဲ့သီလတရားကအစာဆုံးကျင့်ကြံရမယ်တရားမို့လားဟုတ်တယ်ဒါနနဲ့သီလကအစာဆုံးကျင့်ကြံရမယ်တရားပြိတ္တရဲ့ဒီအကြောင်းကိုရှင်းပြမယ်ဆိုလို့ရှိရင်ဒါနအားကောင်းတဲ့ပုဂ္ဂိုလ်တွေကပြိတ္တရဲ့သူ့ရဲ့တဏ္ဍာမှာမိမိရဲ့တဏ္ဍာမှာလူချင်းတန်းချင်းတဲ့စိတ်ကလေးတွေအရင်အားကောင်းနေတဲ့ပုဂ္ဂိုလ်တွေဒါနအားကောင်းတဲ့ပုဂ္ဂိုလ်တွေကပြိတ္တရဲ့စိတ်ကလေးတွေနူးညံ့နေတဲ့ဘာနူးညံ့နေတဲ့လဲကိုယ့်ရဲ့နှလုံးသားတဏ္ဍာနဲ့မှာစိတ်ကလေးတွေကနူးညံ့လာတယ်ဒါကြောင့်ထကရာမှာဒါနံဤစိတ်တမုဒကံကရောတိဟိမာဤဒါနတရားသည်စိတ်တံစိတ်ကိုမုဒကံနူးညံ့အောင်ကရောတိပြုရ၏ဣတိတတမထို့ကြောင့်ဒါနမိပါပေတဲ့လို့ဘဂဝါဘုန်းတော်6ပါးတခင်ဘုရားရှင်ကိုတော်မြတ်သည်အဝေါစာမေတ္တာရှိတာကရုဏာအဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းပရိသတ်ရေဒါနကဘာကိုနုညံ့အောင်ပြုတတ်တယ်လဲဒါနတရားသည်စိတ်ကလေးကိုနုညံ့အောင်ပြုတတ်တယ်တဲ့ပြိတ္တရေစိတ်ကလေးနူးညံ့လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့မိမိရဲ့နှလုံးသားတဏ္ဍာနဲ့မှာစိတ်ကလေးတွေနူးညံ့လာပြီနှလုံးသားလေးတွေဖြူစင်းလာပြီဆိုလို့ရှိရင်ပါဏာတိပါဒဆိုတဲ့သူအများရဲ့အသက်ကိုတတ်ခြင်းကိုလုပ်ပါအောင်မလားပါဏာတိပါဒသူအသက်ကိုတတ်ခြင်းကိုရှောင်ကျဉ်လာလိမ့်မယ်မရှောင်ကျဉ်ဘူးလားသူများရဲ့အသက်ကိုတတ်တာပြုပါအောင်မလားမပြုတော့ဘူးနောက်တစ်ခုအဒိဏဒါနာတဲ့သူများရဲ့ဥစ္စာကိုခိုးယူခြင်းဆိုတာလည်းလုပ်ပါအောင်မလားမလုပ်တော့ဘူးနောက်တစ်ခုကကာမေတုမိစ္ဆာစာရတဲ့ပြိတ္တရေကာမဂုဏ်မှာမောင်မခြင်းတွေလည်းပဲလုပ်ပါအောင်မလားမလုပ်တော့ဘူးမူတာဝါဒလိညာလှည့်ပြပြောဆိုခြင်းတွေကိုလည်းသုံးပါအောင်မလားမသုံးတော့ဘူးပြိတ္တရေနောက်တစ်ခုကဥစ္စာတဲ့သူရမေရယမစ္ဆပမာဒဌာနာတဲ့ပါတယ်လဲဆိုရင်အယက်သေးတာမူရဲ့စေဝါတွေကိုသုံးဆွဲခြင်းဆိုတာကိုလည်းလုပ်ပါအောင်မလားမလုပ်တော့ဘူးပရိသတ်ရဲ့အဓိကပြောချင်တာကဒါနကအရေးကြီးတယ်ဘာကအရေးကြီးတယ်ဒါနအရေးကြီးတယ်ဒါနအားကောင်းတဲ့ပုဂ္ဂိုလ်ကပါဏာတိပါဒသူများအသက်ကိုတတ်ခြင်းမှလည်းရှောင်ကျဉ်လိမ့်မယ်ပါဏာတိပါဒဝိရတိသူများရဲ့အသက်ကိုတတ်ခြင်းကိုလည်းရှောင်ကျဉ်လိမ့်မယ်သူများရဲ့ဥစ္စာကိုကိုးယူခြင်းကိုလည်းရှောင်ကျဉ်လိမ့်မယ်ကာမဂုဏ်မှာမောင်မခြင်းကိုလည်းပဲရှောင်ကျဉ်လိမ့်မယ်လိညာလည်းပြပြောဆိုခြင်းကိုလည်းရှောင်ကျဉ်လိမ့်မယ်ယတ္တိတာမူရဲ့စေဝါသုံးဆွဲခြင်းကိုလည်းရှောင်ကျဉ်လိမ့်မယ်စိတ်နူးညံ့တဲ့သူကပြိတ္တရေသီလမလုံးပေဘူးလားစိတ်ကလေးတွေနူးညံ့နေတရားတွေကောင်းလာပြီဆိုရင်စိတ်ကလေးနူးညံ့နေစိတ်ကလေးနူးညံ့လာတယ်ဖြူစင်းလာတယ်ဆိုလို့ရှိရင်သူ့ရဲ့တဏ္ဍာမှာဒေါသမောဟတွေရှိနိုင်ပါဦးမလားမရှိတော့ဘူးတဲ့ပြိတ္တရေစိတ်ကလေးနူးညံ့လာပြီဆိုရင်သီလအားတွေကောင်းလာတယ်ဘာအားတွေကောင်းလာလဲသီလအားတွေကောင်းလာတယ်သီလတွေလုံခြုံလာတယ်တဲ့သီလတွေလုံခြုံလာပြီဆိုလို့ရှိရင်ဘာတွေလုံခြုံလာပြီဆိုရင်လဲသီလအားတွေကောင်းလာပြီသီလတွေလုံခြုံလာပြီဆိုလို့ရှိရင်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုကအလိုလိုနေရင်ဖြစ်လာတယ်ဘာကဖြစ်လာလဲတမာတိလို့ခေါ်တဲ့စိတ်တည်ငြိမ်မှုလေးကအလိုလိုနေရင်သူ့လိုလိုဖြစ်လာတယ်
ပြိတ္တရေသီလအားတွေကောင်းလာတဲ့ပုဂ္ဂိုလ်စိတ်ကလေးမတည်ငြိမ်ပေဘူးလားတည်ငြိမ်လာတယ်စိတ်တည်ငြိမ်မှုတွေဖြစ်လာတယ်သမာဓိအားကောင်းလာတယ်အယံသမာဓိတွေအားကောင်းလာပြီဆိုရင်လည်းပြိတ္တရေယုံနာဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ပုံကိုတောင်မှအကုန်လုံးကွက်ကွက်ကွင်းကွင်းထင်ရှားစွာမြင်နိုင်တယ်တဲ့သမာဓိအားကောင်းတဲ့ပုဂ္ဂိုလ်ကပြိတ္တရေယုံနာဓမ္မကိုပိုင်းခြားပြီးတော့သိနိုင်တဲ့ဘာကိုသိနိုင်တယ်လဲယုံနာဓမ္မကိုပိုင်းခြားပြီးတော့သိနိုင်တယ်ယုံနဲ့နာနဲ့ဖြစ်တာပြက်တာတွေကိုအကုန်လုံးသိနိုင်တယ်ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကသမာရိန်ဘိကဝေဘဝေထသမာဟိတောယထာဘုဒ္ဓံပတ္တိဘိကဝေချမ်းသာလိုလားယံတော်မြတ်အိုချစ်သားချစ်သမီးတို့သမာရိန်သမာရိကိုဘဝေထပွားကြသမာဟိတောသမာဓိရှိလိုက်ရင်ယထာဘုဒ္ဓံယုံနာဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ပုံအလုံးစုံကိုပတ္တိအကုန်လုံးကွက်ကွက်ကွင်းကွင်းထင်ရှားစွာသိမြင်နိုင်လိမ့်မယ်လို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်သည်အဝေါစာမေတ္တာရှိတာကရုဏာဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းဘုရားရှင်ကိုရောမြတ်ကခြေသားခြေသမီးတို့တဲ့တမာတိကိုပွားကြဘာပွားကြတယ်လဲတမာတိကိုပွားကြတဲ့တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုတွေရှိလာမယ်ဆိုရင်တမာတိတွေအကောင်းလာပြီဆိုလို့ရှိရင်ယုံနာဓမ္မကိုယုံနဲ့နာနဲ့ကိုခွဲခြားသိတဲ့နာမရူပပရိစ္ဆေဒဉာဏ်ဘာဉာဏ်လဲပြိတ္တရေနာမရူပပရိစ္ဆေဒဉာဏ်ဆိုတာယုံနဲ့နာကိုခွဲခြားသိတဲ့ဉာဏ်ကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ပြောတယ်ဟုတ်ရဲ့လားယုံနာနာကိုခွဲခြားသိလာလိမ့်မယ်တဲ့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကခြေသားခြေသမီးတို့တမာရီကိုပွားကြတမာရီတွေဒီလာပြီတမာရီအားကောင်းလာပြီဆိုလို့ရှိရင်ယုံနာဓမ္မသင်္ကာရတို့ရဲ့ဖြစ်ပျက်ပုံလုံးစုံကိုအကုန်လုံးကွက်ကွက်ကွင်းကွင်းထင်ရှားစွာသိမြင်နိုင်လိမ့်မယ်တဲ့ဘုရားရှင်ကိုရောမြတ်ကဒီလိုဟောတာပြိတ္တရေဟောရလားဒါဖြင့်တမာရီတွေအားကောင်းလာပြီဆိုလို့ရှိရင်ပြိတ္တရေဝိပဿနာဆိုတာသူ့လိုနေရင်ဖြစ်လာတယ်ဘာဆိုတာဖြစ်လာလဲဝိပဿနာတဲ့ဝိဆိုတာကဘယ်လိုပြောလဲဆိုရင်အထူးဝိဆိုတာကဘာလဲပဿနာဆိုတာကရှုမှတ်တာမဟုတ်ဘူးလားအထူးရှုမှတ်တဲ့စိတ်တွေကသူ့လိုနေရင်ပေါ်လာတယ်တဲ့အထူးရှုမှတ်တဲ့ဘာတွေကလဲစိတ်ကလေးတွေကသူ့လိုနေရင်ဖြစ်လာတယ်ပြိတ္တရေနော်တမာတိအားကောင်းလာတဲ့ပုဂ္ဂိုလ်တမာတိအားကောင်းလာပြီဆိုရင်ဒီပုဂ္ဂိုလ်ကဝိပဿနာလုပ်ဖို့ဆိုတာမခဲရင်တော့ဘူးခဲရင်ပါဦးမလားမခဲရင်တော့ဘူးဝိပဿနာနဲ့ပြိတ္တရေအထူးရှုမှတ်တာကိုဝိပဿနာလို့ပြောတယ်ပေါ်လာတိုင်းဖြစ်လာတိုင်းနားလာရင်ကျင်လာရင်ကျင်လာတယ်စားရင်စားတယ်အိတ်ချင်အိတ်တယ်သွားရင်သွားတယ်တတိလေးတွေကပ်ပြီးတော့ဝိပဿနာနဲ့ရှုမှတ်လိုက်မယ်ဆိုလို့ရှိရင်မတ်ဖို့နိဗ္ဗာန်ကိုမရနိုင်ပေဘူးလားရနိုင်တယ်အဓိကကဘာလဲဆိုရင်ဒါနကအဓိကပဲအဓိကကဘာလဲဒါနပြုကြဒါနပြုတဲ့သူတွေကစိတ်ကလေးမနှူးညံ့ဘူးလားစိတ်နှူးညံ့ရင်ဘာတွေအားကောင်းလာမယ်မကြောနဲ့လေအစစ်မကြောနဲ့သီလတွေအားကောင်းလာမယ်ဘာတွေအားကောင်းလာမယ်လဲသီလတွေအားကောင်းလာမယ်သီလအားကောင်းလာရင်ဘာအားကောင်းမယ်သမာဓိတွေအားကောင်းလာပြီဆိုရင်ဝိပဿနာဆိုတာသူ့လိုနေမရှိဘူးလားအဲ့ဒီဒါနရဲ့သီလရဲ့သမာဓိရဲ့ဝိပဿနာရဲ့အားလုံးမှပြည့်စုံပြီဆိုလို့ရှိရင်မိမိတို့လိုချင်နေတဲ့မတ်ဖို့နိဗ္ဗာန်ကိုမရနိုင်ပေဘူးလားရနိုင်တယ်ဒါကြောင့်နော်ပြိတ္တရေဒီလိုမျိုးလမ်းစဉ်တွေကခုမှဤစနစ်တွေစမ်းပြီးတော့ပေါ်လာတာမဟုတ်ဘူးတဲ့ဘုရားရှင်ကိုရောမြတ်တွေပွင့်တော်မူသွားပြီဖြစ်တယ်ဘုရားရှင်ကိုရောမြတ်တွေလည်းပဲဒီနည်းအတိုင်းဒီလမ်းစဉ်အတိုင်းပဲကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ယခုမှပြိဋိနိဗ္ဗာန်ဆံဝင်ကုန်ပြီဟုတ်ရလားပြိတ္တရေပွင့်တော်မူသွားပြီဖြစ်တယ်ဘုရားရှင်ကိုရောမြတ်တွေဘုရားလောင်းသူတော်ကောင်းနေပြိတ္တရေဖျားဖြစ်ဖို့ဆိုရင်ပါရမီတွေဖြည့်ရတယ်ပါရမီတွေမဖြည့်ရဘူးလားပါရမီဘယ်နှပါးဖြည့်ရလဲပါရမီ10ပါးအပြား30မဟုတ်ပေဘူးလားပါရမီ10ပါးအကျယ်ကျဲတော့30နော်ပါရမီ10ပါးတယ်ပါရမီဘယ်နှပါးလဲပါရမီ10ပါးကဒါနံတိလင်းစာနိခမံပညာဝရိယေနပင်စမံခန္ဒီသစ္စာမဒိဋ္ဌာနံမေတုပိခာတိတေဒတာတဲ့ပါရမီ10ပါးပါရမီ10ပါးနဲ့မှပြိတ္တရေဒါနပါရမီသီလပါရမီအစရှိသဖြင့်ပေါ်ပြန်ပြိတ္တရေ
ဖရာလောင်းသူတော်ကောင်းတွေတောင်းမှဖရာဖြစ်ဖို့ပါရမီဖြည့်တာကဒါနပါရမီကိုအရင်ဦးဆုံးဖြည့်တာဘာပါရမီကိုအရင်ဦးဆုံးဖြည့်တာလဲဒါနပါရမီကိုပါရမီ10ပါးထဲမှာဒါနပါရမီကိုအရင်ဦးဆုံးဖြည့်တာဘာဖြစ်လို့အရင်ဦးဆုံးဖြည့်တာလဲဆိုရင်စိတ်ကလေးကိုနုညံ့အောင်ပြုတတ်တဲ့အတွက်ကြောင့်နဲ့ဘာနုညံ့အောင်ပြုတတ်တဲ့အတွက်ကြောင့်လဲစိတ်ကလေးကိုနုညံ့အောင်ပြုတတ်တဲ့အတွက်ကြောင့်ပါရမီတွေကိုဖြည့်တယ်ပါရမီတွေပြည့်ပြီးတော့သဗ္ဗညုတဘုရားဖြစ်သို့ရောက်တော်မူပြီးတော့ယခုပြိဋိနိဗ္ဗာန်ဆောင်တော်မူကုန်ပြီဘယ်ကိုကြွကုန်ပြီလဲပြိဋိနိဗ္ဗာန်ဆောင်တော်မူကုန်ပြီနိဗ္ဗာန်ရွှေမြို့တော်ကိုကြွသွားကုန်ပြီဟုတ်ရဲ့လားဒါကြောင့်ပြိဋိတရဲ့နိဗ္ဗာန်ကိုရဖို့ဘုရားရှင်ကိုတော်မြတ်တွေဘယ်ပါရမီကိုအရင်ဦးဆုံးစတင်ဖြည့်တာလဲဒါနပါရမီကိုစတင်ဖြည့်တာဘုရားလောင်းသူတော်ကောင်းတွေလည်းကိုပြောနေတဲ့လမ်းစဉ်အတိုင်းပဲကျင့်သွားတာမဟုတ်ဘူးလားဘုရားရှင်ကိုတော်မြတ်တွေကသူကျင့်တယ်လို့ခြေသားခြေသမီးတို့ကျင့်ကြဆိုပြီးတော့ပြိဋိရဲ့ဒီလိုမျိုးလေးနီးတွေပေးခဲ့တာနော်နီးတွေပေးခဲ့တဲ့အတွက်ကြောင့်ကိုယ်လေးတို့သိတယ်လို့တရားနာပြိဋိပေါင်းသူတော်ကောင်းတွေလည်းသိပါစေသိတဲ့အတိုင်းလည်းပဲကျင့်ကြံကြိုးကိုအားထုတ်နိုင်ပါစေဆိုတဲ့အတွက်ကြောင့်ကိုယ်လေးကယခုပြန်ပြီးတော့ဟောပြောပြတာပြိဋိနော်ကဲဒါဖြစ်ရင်ဒီနီးတွေကခုမှစပြီးတော့အစ်စ်သန်းထွင်လာတာဟုတ်လားပြိဋိမဟုတ်ဘူးရှေ့ရှေ့သူတော်ရှင်သူတော်ကောင်းတွေကလေးကဒီနီးတွေကစတင်ဖြည့်ကျင်လာတာဟုတ်ရဲ့လားဒါကြောင့်မဂ္ဂမီဗုဒ္ဓသာဝကတက္ခာလံချီအမြတ်ဒိဋ္ဌိမဂ္ဂလံခရီး၌တဲ့ဥဆုံးမကွေ့မကောက်ပြောင်းပြောင်းကြည်သာလင်းကိစ္စတာစိတ်ချလက်ချသွားကြပါကုန်တော့တရားနာပရိသတ်ရေဘုရားရှင်ကိုတော်မြတ်တွေကတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုနိဗ္ဗာန်ရွှေမြို့တော်ကိုသွားတဲ့လမ်းကဟောဒီလမ်းကြီးပါဗျာအဲ့ဒီလမ်းအတိုင်းသာသွားပါအခုညွှန်းပြနေတဲ့လမ်းကြီးအတိုင်းသာသွားပါနိဗ္ဗာန်ရွှေမြို့တော်ကိုသွားတဲ့လမ်းကဖြောင့်ပြူပြီးတော့ပြိဋ္ဌာရေဘာမှဂမှုဂတိတွေလည်းပဲမရှိဘူးလမ်းကွေလမ်းချိုးတွေလည်းပဲမရှိဘူးအောင်လာမြို့လိုလမ်းချိုးလမ်းကွေလမ်းချိုးတွေရှိသလားပြိဋ္ဌာရေမရှိဘူးအောင်လာမြို့ကလမ်းချိုးလမ်းကွဲလည်းပေါ်တယ်ကြိုက်ကွက်ကြိုက်ချိုးတွေလည်းပေါ်တယ်မပေါ်ဘူးလားဩပြင်းပြီးပြီလားအောက်စင်နာအောက်တော့မရောက်တော့မသိဘူးနော်ပြိဋ္ဌာရေအဲ့တော့နိဗ္ဗာန်ကိုသွားတဲ့လမ်းကြီးကတော့ဖြူလို့ဖြောင်းလို့ပဲဟောဒီလမ်းအတိုင်းသာသွားပါဘယ်မှလည်းပဲလမ်းချိုးစရာလည်းမရှိဘူးဒီလမ်းကြီးအတိုင်းသာသွားပါရောက်မှာအဲ့ဒီလမ်းအတိုင်းသာသွားပါရောက်မှာပါလို့လမ်းညွှန်ပေးမယ်ပြိဋ္ဌာရေတရားနာပြိဋ္ဌာပေါင်းသူတော်ကောင်းတို့ကလိုက်နာတယ်လိုက်နာပြီးတော့အဲ့ဒီလမ်းအတိုင်းသွားတယ်သွားရင်နဲ့လမ်းတစ်ဝက်ရောက်ခါကြမှာဩဟာငါမှသားတွေကလည်းရှိသေးတယ်သမီးတွေကလည်းရှိသေးတယ်စီဝါရေးတွေကလည်းပဲရှိသေးတယ်အိမ်ကလူတွေကိုလည်းစိတ်မချဘူးဆိုပြီးတော့နောက်တော့ပြန်လဲမလာလိုက်ပါနဲ့တဲ့ပြိဋ္ဌာရေဘယ်ကိုပြန်လဲမလာလိုက်ပါနဲ့တဲ့လေနောက်ကိုပြန်လဲမလာလိုက်ပါနဲ့တဲ့ဒါကြောင့်မာနိဝတ္တထတာယေသမီးရေစီဝါရေးနဲ့နှေးကွေးလေးပင်အချိန်မလင့်ပါကုန်လင်ဩဒီသားတွေဒီသမီးတွေစီဝါရေးတွေကြောင့်နောက်ကိုပြန်လဲမလာပါနဲ့တဲ့ပြိဋ္ဌာရေသားသမီးတွေကကိုယ်ပိုင်ဟုတ်ရဲ့လားဟုတ်ပါဘူးစီဝါရေးတွေကကိုယ်ပိုင်ဟုတ်ရဲ့လားအေးသိလို့ရှိရင်ထားခဲ့ရတာမဟုတ်ဘူးလားကဲဆိုလိုက်စမ်းမအထုပ်ကလေးတပြင်းပြင်းအထုပ်ရှင်မသေးလို့သွားသေတဲ့သူကအလကားကြံတဲ့သူတွေဝေလို့စားမသေးခင်မှာတော့အထုပ်ကလေးတပိုက်ပိုက်နဲ့ဟာငါအထုပ်ကလေးငါစီးပွားရေးလေးငါရဲ့သားလေးငါသမီးလေးနဲ့သေလဲသေရောပြိဋ္ဌာရေသားတွေသမီးတွေခေါ်သွားလို့ရသလားပြိဋ္ဌာရေအေးအချိန်တန်တော့ထားခဲ့ရမှာပဲမို့လားတကယ်တမ်းကိုယ့်နောက်ကိုခေါ်သွားလို့ရတာပါသွားတာကဘာလဲဆိုရင်ခုပြုလုံနေတဲ့ဒါနတရားပဲဘာတရားလဲဒါနတရားသီလတရားမိမိတို့အားထုတ်နေတဲ့ဘာဝနာတွေဝိပဿနာတွေကသာလည်းရင်ကိုယ့်နောက်ကိုပါမှာဟုတ်ရဲ့လားသာသမီတွေစီးပွားရေးတွေကိုယူသွားလို့ရသလားယူသွားလို့မရဘူးဟုတ်ရဲ့လားဒါကြောင့်ပြိဋ္ဌာရေမာနိဝတ္တထသာယေသမီးရေစီးပွားရေးနဲ့နေကွယ်လေးဖြင့်အချိန်မလင့်ပါကုန်လေအထနာကိုဘဝကိုခန္ဓာကိုတန်တရားကိုစိတ်နာနေတဲ့မိမိတည်တဲ့တရားနာပြိဋ္ဌာပေါင်းသူတော်ကောင်းတွေခုနဟာလေးကိုဆက်ပြောပါအောင်မယ်ဗျာသာသမီတွေကပြိဋ္ဌာရေကိုကောင်းရဘဝဗုဒ္ဓနာကိုရအောင်ပို့ပေးနိုင်တယ်လို့ထင်သလားသာသမီတွေနဲ့ပျော်မွေ့နေမယ်ဆိုလို့ရှိရင်မလူပဲမတတ်မဲ့ဒီတိုင်းမဲ့ကိုမှရှိတဲ့စည်းစိမ်လေးကိုကြည့်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင်ဒီသားတွေသမီးတွေစည်းစိမ်ဥစ္စာတွေကကိုကောင်းရာသုကတိဘုံဌာနကိုရအောင်ပို့ပေးနိုင်ပါမလား
ပို့မပေးနိုင်မဲ့အပြင်ပြိဿရဲ့အပယ်ငရဲကိုရအောင်ပို့ပေးလိုက်မယ်ဘယ်ကိုရအောင်ပို့ပေးလိုက်မယ်လဲအပယ်လေးဘုံကိုရအောင်ပို့နိုင်တဲ့ငရဲတရိစ္ဆာန်ပြိတ္တာအသူတကယ်အပယ်လေးဘုံကိုရအောင်ပို့နိုင်တယ်မပို့နိုင်ဘူးလားပို့နိုင်တယ်မလူပဲမတမ်းမဲ့နေကြည့်ပြိဿရဲ့တည်သွားတဲ့အခါမှာအဲ့ကြမှာကဲပါအောင်ဘသူကမှပြောမရတော့ဘူးသားတွေသမီးတွေလည်းကဲနိုင်ပါမလားတကယ်တမ်းဖြစ်ချင်းဒီသားသမီးဒီစီးပွားရေးတွေကဲနိုင်ပါမလားမကဲနိုင်ဘူးတကယ်ကိုကဲနိုင်မှာကခုပြုလုပ်နေတဲ့ဒါနတွေသီလတွေဘာဝနာတွေဝိပဿနာတွေကမှသားလည်းရင်ကိုကဲနိုင်မှာဟုတ်ရဲ့လားဒါကြောင့်ကိုတေချာပြန်ပြီးတော့စစ်ဆေးပါဩငါလုပ်တဲ့လုပ်ရက်တွေကမှားသလားမှန်သလားတေချာပြန်ပြီးတော့စစ်ဆေးဖို့ဩငါမှဒီသားဒီသမီးတွေနဲ့နေရတာလည်းပဲငါမှဩဒါတစ်ချိန်ကြတော့သူ့ရဲ့အနိစ္စသဘောနဲ့ကိစ္စချောရမယ်အရာတွေသူလန်းသူသွားရမယ်အရာတွေငါပိုင်တာလည်းမဟုတ်ဘူးငါခေါ်သွားလို့ရတာမဟုတ်ဘူးငါသွားမယ်လမ်းကတော့ငါအတွက်ပါလာမှာကတော့ဒါနတွေသီလတွေဘာဝနာတွေဝိပဿနာတွေလို့မိမိကိုမိမိသေချာပြန်ပြီးတော့စစ်ဆေးဖို့ဟုတ်ရဲ့လားဒါဖြင့်ပြိဿရဲ့ခုကြည့်လေခန္ဓာကိုယ်ကြီးကိုတရားနာပြိဿပေါင်းသူတော်ကောင်းတွေချစ်ခင်နေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကြီးကိုခန္ဓာရနေတော့စားရလည်းပဲမပူရပေဘူးလားစားမှုဒုက္ခနော်ဝိမှုဒုက္ခရှိပြန်တော့လေစားရတာလည်းပဲဒုက္ခဝေရတာလည်းပဲဒုက္ခနေရတာလည်းပဲဒုက္ခတွေမများပေဘူးလားများတယ်ဒီထက်ပိုးပြီးတော့ဆိုးတာကအုံမှုဒုက္ခသေမှုဒုက္ခနာမှုဒုက္ခမဟုတ်ပေဘူးလားအုံမှုဒုက္ခသေမှုဒုက္ခနာမှုဒုက္ခဒါတွေကိုတွေးကြည့်ရင်ဉာဏ်ပရိသတ်ပေါင်းသူတော်ကောင်းတွေတကက်တရားအစစ်တရားမှန်နဲ့တရားသဘောနဲ့တွေးကြည့်မယ်ဆိုလို့ရှိရင်စိတ်နာဖို့ကောင်းတယ်စိတ်နာဖို့မကောင်းဘူးလားဘုရားရှင်ကိုရောမြတ်လက်ထက်တော်ကခန္ဓာကိုယ်ကိုစိတ်နာလို့ကိုလည်းပင်သင်လုံးသားနဲ့ဤတတ်တဲ့ကိုတော်ရင်းနဲ့မရှိပေဘူးလားပရိသတ်ရေရှိတယ်ခန္ဓာကိုယ်ကြီးကိုစိတ်နာလို့နော်ပရိသတ်ရေကိုတတ်သေးသွားတဲ့ဉာဏ်ရှိသူမြတ်တွေရှိတယ်နော်ပရိသတ်ဒါကြောင့်ခန္ဓာကိုယ်ကြီးကတေချာတရားသဘောနဲ့တွေးကြည့်မှဆိုရင်စိတ်နာဖို့ကောင်းတယ်စိတ်နာဖို့မကောင်းဘူးလားစိတ်နာဖို့ကောင်းတယ်အေးခန္ဓာကိုယ်ကြီးစိတ်နာဖို့ကောင်းတဲ့အတိုင်းလည်းပဲတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေခန္ဓာကိုယ်ကိုစွန့်ကျင်တယ်ဆိုလို့ရှိရင်ဗသက်ကပြောမနေနဲ့ငါခန္ဓာကိုယ်ကြီးကိုစိတ်နာလာပြီခန္ဓာကိုယ်ကြီးရှိနေရတဲ့ဘဝတွေကိုစိတ်နာလာပြီတဲ့ဒီလိုဗသက်ကပြောနေလို့ပရိသတ်ကြီးရပါမလားမရဘူးအလုံးလုံးမှရမှာမို့လားခန္ဓာကိုယ်ကြီးကိုစိတ်နာလာပြီခန္ဓာကိုယ်ကြီးစိတ်နာလာပြီလို့ပြောနေလို့မရဘူးအလုံးလုံးမှရမှာဟုတ်ရဲ့လားခန္ဓာရှိနေရင်တန်တရားဆိုတာလဲနေအောင်မှာပဲခန္ဓာရှိနေရင်ဘာလဲရမှာလဲဘဝရှိရင်တန်တရားဆိုတာလဲနေရမှာဒီတန်တရားဆက်ရာကြီးကိုတို့ဘလို့ဖြတ်ရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားခန္ဓာကိုယ်ကြီးကိုဘလို့ဖြတ်ရင်ကောင်းမလဲပေါ့နော်ကိုဖြတ်နိုင်ဖို့ကဘာတွေရှိသလဲဆိုရင်ခုပြုလုံးနေတဲ့ဒါနတွေသီလတွေသမာဓိတွေဝိပဿနာတွေဒီဟာတွေကမှသာလျှင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုပယ်တတ်နိုင်မှာမဟုတ်ဘူးလားဒါကြောင့်တရားတွေကမှတရားစစ်တရားမှန်နေတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေဒါတွေကိုကြင်ကြံကြိုးကိုအားထုတ်ရမယ်မဟုတ်ဘူးလားခန္ဓာကိုယ်ကြီးကိုစိတ်နာတယ်ဆိုရင်တကယ်စိတ်နာရင်ဒီလိုလုပ်ပါတကယ်စိတ်နာလို့ရှိရင်တရားတွေကိုကြင်ကြံကြိုးကိုအားထုတ်လိုက်စမ်းပါဟုတ်ရဲ့လားဒီလိုလုပ်နေတာကပရိသတ်ရေကိုယ့်အတွက်ရိတ်ခါတုံးတွေပြင်းနေတာမဟုတ်ဘူးလားဘဝတွေတုန်းကဒါနမျိုးစေ့တွေပြုခဲ့တဲ့အတွက်ကြောင့်ဗာမျိုးစေ့တွေပြုခဲ့တဲ့အတွက်ကြောင့်လဲဒါနမျိုးစေ့တွေပြုခဲ့တဲ့အတွက်ကြောင့်တရားနာပရိသတ်ကြီးယခုအချိန်မှာကောင်းကျိုးတွေလာပေးတာဟုတ်ရဲ့လားအေးယခုဘဝမှာမကောင်းဘူးဆိုရင်နောင်ဘဝမှာလည်းပဲကောင်းလာမှာမဟုတ်တော့ဘူးနောင်ဘဝမှာဘာဖြစ်လဲကောင်းလာမှာမဟုတ်တော့ဘူးကဲဒါဖြင့်ဆိုလိုက်စမ်းမှာရှေးကကောင်းလို့အခုကောင်းပါသည်အခုကောင်းနောင်ကောင်းပါလိမ့်မည်ရှေးကမကောင်းလို့အခုမကောင်းပါသည်အခုမကောင်းနောင်မကောင်းပါလိမ့်မည်တရားနာပရိသတ်ပေါင်းသူတော်ကောင်းနေစည်းစိမ်ဥစ္စာယရနာတွေနဲ့ကြွယ်ဝချမ်းသာနေတာကဟိုရှေ့ဘဝတုန်းကဒါနမျိုးစေ့တွေပြုခဲ့တဲ့အတွက်ကြောင့်ကောင်းမှုကုသိုလ်တွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်ယခုပြန်ပြီးတော့ကောင်းကျိုးတွေကိုခံစားနေရတယ်ကောင်းကျိုးတွေကိုခံစားနေရတဲ့အချိန်မှာမိမိကဒါနတွေသီလတွေလည်းမပြုတော့ဘူးစီးပွားဥစ္စာယရနာတွေသားတွေသမီးတွေနဲ့ပြောနေမယ်ဘုရားကိုလည်းမေ့ပြီတရားကိုလည်းမေ့ပြီသံဃာကိုလည်းမေ့ပြီအနန္တ၅ပါးကိုအကုန်လုံးမေ့သွားမယ်ဆိုလို့ရှိရင်
နောင်ဘဝဆိုတာကောင်းလာမှမဟုတ်တော့ဘူးနောင်ဘဝဆိုတာကောင်းလာမှဟုတ်ပါမလားမကောင်းတော့ဘူးဒါကြောင့်ပြိတ္တရဲ့ခုပြောနေတာကခန္ဓာကိုယ်ကြီးဘလောက်ကြီးပဲကြွေးကြွေးဘလောက်ကြီးပဲအဝတ်တွေအစားတွေကောင်းကောင်းနေကြွေးအဝတ်တွေဘလောက်ကြီးပဲဆင်းဆင်းခန္ဓာကိုယ်ကြီးကအိုးမြဲတမ်းအိုးလာတာမဟုတ်ဘူးလားနာမြဲတမ်းပဲနာလာတာမဟုတ်ဘူးလားသေမြဲတမ်းပဲသေရတာမဟုတ်ဘူးလားဟုတ်တယ်ဒါကြောင့်အိုမှုဒုက္ခနာမှုဒုက္ခသေမှုဒုက္ခတွေကိုသေချာစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအောချဖို့တောင်ကောင်းတယ်မကောင်းဘူးလားပြိတ္တရဲ့စိတ်နာဖို့ကောင်းတယ်ဒါကြောင့်တကယ်စိတ်နာတယ်ဆိုလို့ရှိရင်မိမိရဲ့ခန္ဓာကိုယ်ကိုသေချာပြန်ပြီးတော့သောရဏစစ်ဆေးပါစစ်ဆေးပါကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုငါဒီလိုရတယ်ဟာတန္တရာကြီးလဲနေတာဒီခန္ဓာကိုယ်ကြီးရှိနေရင်ဟောဒီတန္တရာကြီးထဲမှာလဲနေရအောင်ပါပဲဘဝရနေရင်တန္တရာကြီးထဲမှာလဲနေရအောင်ပါလားရဲ့လို့ကိုပြိတ္တရဲ့သေချာစစ်ဆေးပါဘာဖြစ်ပါလဲလေကိုသေချာစစ်ဆေးပါတရားသဘောတွေနဲ့စစ်ဆေးပါစစ်ဆေးပါများလာလို့ရှိရင်ပြိတ္တရဲ့တပြည့်နဲ့တိလာပါလိမ့်မယ်ဘာဖြစ်လာပါလိမ့်မယ်လဲတိလာပါလိမ့်မယ်အဲ့ဒီလိုမျိုးတွေတိလာဖို့ကအဓိကကတရားနာပြိတ္တပေါင်းသူတော်ကောင်းတွေကိုခေါင်းပြောခဲ့တဲ့ဒါနလေးကအရေးကြီးတယ်ဘာကအရေးကြီးလဲတရားနာပြိတ္တပေါင်းသူတော်ကောင်းကိုဒါနအားကောင်းအောင်လုပ်ကြဘာကအားကောင်းအောင်လုပ်ကြလဲဒါနအားကောင်းလာရင်ဘာတွေအားကောင်းလာမယ်ပြောပြိတ္တရေဘာအားကောင်းမယ်လဲဒါနအားကောင်းလာလို့ရှိရင်သီလတွေအားကောင်းလာမယ်သီလအားကောင်းလာရင်ဘာတွေအားကောင်းလာမယ်လဲသမာဓိတွေအားကောင်းလာမယ်သမာဓိတွေအားကောင်းလာပြီဆိုလို့ရှိရင်ဝိပဿနာတွေအားကောင်းလာမယ်ဘာတွေအားကောင်းလာမယ်လဲဝိပဿနာတွေအားကောင်းလာပြီဆိုလို့ရှိရင်ပြိတ္တရေဆင်းရဲတာတွေကိုလည်းဆင်းရဲတယ်ဆိုတာသိမလားပဲဘူးလားပြိတ္တရေဝိပဿနာဆိုတာဖြစ်လာတိုင်းပေါ်လာတိုင်းဟာကိုရှုမှတ်တာဝိပဿနာလို့ခေါ်တာမဟုတ်ဘူးလားပြိတ္တရေအတူတတိလေးကပ်ပြီးတော့စားရင်စားတယ်တောက်ချင်းတောက်တယ်အိတ်ချင်းအိတ်တယ်သွားရင်သွားတယ်တတိတွေကပ်ပြီးတော့ရှုမှတ်တာကိုဝိပဿနာလို့ခေါ်တယ်ဝိပဿနာလို့မခေါ်ဘူးလားခေါ်တယ်ဒါကြောင့်ဝိပဿနာတွေရှုမှတ်ပါများလာလို့ရှိရင်ယုံနဲ့နာနဲ့ကိုပိုင်းခြားသိလာလိမ့်မယ်ယုံနဲ့နာနဲ့ကိုဘာဖြစ်လဲပိုင်းခြားသိလာလိမ့်မယ်ဒါကြောင့်ဆိုလိုက်စမ်းမှာပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနာနှမျိုးကြောင့်ကြိုးသိမြင်မမြဲနေစညံတဲ့ပေါ်လွင်အနတ္တတိကနိဗ္ဗာန်ဝင်